ကျွန်တော်တို့ရဲ့ပထမဆုံးသတင်းနဲ့ဆက်လိုက်ရအောင်ဝါမန်က Elijah ရဲ့ Justin Gaethje နဲ့ထိုးတက်ပြီးနောက်သူကြုံတွေ့ခဲ့ရတဲ့ကြီးမားတဲ့အံ့အားသင့်မှုအကြောင်းပြောပြခဲ့ပါတယ်။ရလက်ကိုလုံးဝမမျှော်လင့်ထားဘူးလို့ဖွင့်ဟခဲ့ပြီးခရီးတစ်လျှောက်လုံးဘာတွေဖြစ်ခဲ့လဲဆိုတာကိုတွေးနေခဲ့ပြီးအင်တာနက်ကအလုံးမလုံးတာကြောင့်သတင်းကိုမယုံနိုင်ခဲ့ဘူးလို့ပြောပါတယ်။ဒါပေမဲ့သူတငယ်ချင်းကဖုန်းဆက်ပြီး Justin နိုင်ရပြီလို့ပြောပြတဲ့အခါအစကတော့နောက်ပြောင်လာလို့ထင်ခဲ့ပါတယ်။ဝါမန်က Elijah ဒီလိုရှုံးလိမ့်မယ်လို့ဘယ်တုန်းကမှမတွေးခဲ့မိတဲ့အတွက်အလဲထိုးခံရတာလားတခြားထူးခြားတဲ့နီလန်းနဲ့အနိုင်ရရှိတာလားလို့ချက်ချင်းမေးခဲ့တယ်လို့ထပ်ပြောပါတယ်ရလက်ကိုကိုယ်တိုင်မြင်တဲ့အခါသူ့အတွက်အံ့အားသင့်စရာဖြစ်ခဲ့ပြီးမြ мян ဆက်ဆံမဆုံးဖြတ်မိခဲ့ဘူးလို့ဝန်ခံခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့ဖြစ်ပျက်ခဲ့တာတွေကိုကျေနပ်မိတယ်လို့ပြောပါတယ်စကားဝိုင်းအတွင်းမှာ Elijah ရဲ့နောက်ထပ်ထိုးတက်မဲ့ပွဲအကြောင်းအကြံရခဲ့ပြီးသူပြန်လာဖို့အဆင်သင့်ဖြစ်တဲ့အခါ Buddy နဲ့ထိုးတက်ဖို့အကြံပြုခဲ့ပါတယ်အနိုင်ရသည်ဖြစ်စေရှုံးသည်ဖြစ်စေသူ့ရဲ့လာမဲ့ထိုးတက်ပွဲရလက်ကိုထည့်သွင်းစဉ်းစားပြီး Buddy နဲ့ထိုးတက်ဖို့အကြံပြုခဲ့ပါတယ်။ဒါပေမဲ့အာမန်ကတော့လုံးဝကွဲပြားတဲ့အမြင်ရှိပြီး Buddy ဟာ Elijah အတွက်ဒီအဆင့်မှာအကောင်းဆုံးပြိုင်ဘက်မဟုတ်ဘူးလို့ရှင်းပြခဲ့ပြီးသူ့ကိုခက်ခဲတဲ့ပြိုင်ဘက်လို့ဖော်ပြခဲ့ပါတယ်။သူတို့က Buddy မှာမေးစစ်အရန်တမ်းပြီးနှာခေါင်းနဲ့အပိတက်ဖို့ခက်ခဲတယ်လို့ရှင်းပြခဲ့ပါတယ်။ငါးချီအထိကြာမြင့်မှာဖြစ်လို့ Elijah အတွက်အရာရာဟာပိုရှုပ်ထွေးလာမှာပါပြီးတော့အားလုံးအံ့အားသင့်သွားစေမယ့်အချက်ကတော့ Michael Chandler ကိုသူ့ရဲ့နောက်ထပ်ပြိုင်ဘက်အဖြစ်အမည်စရင်းတင်သွင်းခဲ့ပြီး Chandler လိုပြိုင်ဘက်နဲ့ပြန်လည်ရှင်ပြိုင်တာက Elijah ကိုမြ мян ဆက်ဆံအရှိန်အဟုန်ပြန်လည်ရရှိပြီးကြီးမားတဲ့အောင်ပွဲတစ်ခုရရှိဖို့အခွင့်အရေးပေးမှဖြစ်လို့ဒီလောက်ရက်ကပိုအတိတ်ပဲရှိလိမ့်မယ်လို့ပြောပါတယ်နောက်ဆုံးမှာတော့ Armin ကဒါဟာအသက်မွေးဝမ်းကြောင်းစီမံခန့်ခွဲမှုနဲ့လည်းသက်ဆိုင်ပြီးအားကစားနယ်ပယ်ထဲကဆုံးဖြတ်ချက်တချို့ဟာတခါတရံမှာတိုက်ခိုက်ရေးသမားတွေကိုကာကွယ်ဖို့နဲ့သူတို့ပိုအားကောင်းလာပြီးပိုမိုကြီးမားတဲ့အောင်မြင်မှုတွေရရှိဖို့မှန်ကန်တဲ့အချိန်ကိုရွေးချယ်ဖို့ရည်ရွယ်တယ်လို့ထောက်ပြခဲ့ပါတယ်။ပြန်လည်ဖော်ပြချက်ကတော့နောက်ထပ်ဇလန်တစ်ပုဒ်ကိုဆက်သွားရအောင် Demetrius Johnson က Justin Gaethje ရဲ့အောင်ပွဲအပြီးမှာအငင်းပွားဖွယ်ရာတွေအများကြီးဖြစ်စေခဲ့တဲ့အမြင်တစ်ခုနဲ့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။တိုက်ခိုက်ရေးသမားတစ်ယောက်အခုလုံနိုင်တဲ့အကောင်းဆုံးဆုံးဖြတ်ချက်ကတော့အနားယူပြီးသူ့ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းကိုထိပ်ဆုံးမှာအဆုံးသတ်ဖို့ပဲလို့သူယုံကြည်ပါတယ်။သူက Justin ဟာသူ့ရဲ့ကစားသမားဘဝတစ်လျှောက်လုံးမှာ World Series မှာအနိုင်ရခဲ့တာကနေစပြီးကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတွေရရှိခဲ့တာကြောင့်ဒီအားကစားမှာတက်တည်ပြစရာအများကြီးမကြံတော့ဘူးလို့ပြောပါတယ် Series Fighting က Justin ကိုသူ့ရဲ့ရောနှောကိုခံပညာပြိုင်ပွဲတွေမှာပါဝင်ရှင်ပြိုင်ခြင်းကနေကြီးမားတဲ့ချမ်းသာကြွယ်ဝမှုကိုရရှိစေခဲ့ပါတယ် Justin ဟာဒေါ်လာသိန်းနဲ့ချီတဲ့ bonus တွေရရှိပြီးနောက်မှာတိတာထင်ရှားတဲ့ငွေကြေးအကျိုးအမြတ်နဲ့ပြိုင်ပွဲကနေထွက်ခွာသွားပွဲရှိတယ်လို့လည်းမှတ်ချက်ပြုခဲ့ပါတယ်တေးဂီတာ Justin ဟာအမြင့်ဆုံးအဆင့်ကိုရောက်ရှိနေပြီဖြစ်ပြီးLightweight Champion ဆုကိုရရှိခဲ့တယ်လို့ယာယီ Champion လည်းဖြစ်နေပြီဖြစ်ကြောင်းသူကအလေးပေးပြောကြားခဲ့ပါတယ်။တေးဂီတာဒါကြောင့်သူ့အမြင်အရသူ့ကိုဆက်လက်ရှင်ပြိုင်ဖို့လှုံ့ဆော်ပေးဖို့တကယ်ရည်မှန်းချက်မရှိပါဘူးပြီးတော့တချို့ကဒီအမြင်ကိုမကြိုက်ကြပေမဲ့နောက်ထပ်ရှုံးနိမ့်မှုတွေဒါမှမဟုတ်ရေရှည်ထိခိုက်မှုတွေပိုများလာပြီးနောက်မှာအခုပဲအနားယူဖို့ကအသင့်တော်ဆုံးဆုံးဖြတ်ချက်လို့သူယုံကြည်ကြောင်းရှင်းပြခဲ့ပါတယ်။အခုချိန်မှာအနားယူရဲဆိုတာကပိုပြီးစွန့်စားမဲ့စားကျမ်းမာရေးနဲ့စိတ်ကိုထိမ့်သိမ်းပြီးရရှိခဲ့တဲ့အောင်မြင်မှုတွေကိုခံစားတာကိုဆိုလိုတယ်လို့သူကထပ်လောင်းပြောကြားခဲ့ပါတယ်။မကြသေးမီကအောင်ပွဲဟာ Justin က Elijah ကိုအနိုင်ယူနိုင်ခဲ့တဲ့အတွက်အလွန်တန်ဖိုးရှိတယ်လို့သူကတေးဂီတာကိုအလေးပေးပြောကြားခဲ့ပါတယ်။ Elijah ဟာသူ့ရဲ့ကစားသမားဘဝအစောပိုင်းအဆင့်မှာရှိနေပေမဲ့လည်းလက်ရှိမှာအကောင်ဆုံးကစားသမားတွေတဲကတယောက်လို့လူအများကယူဆထားတဲ့တိုက်ခိုက်ရေးသမားတယောက်ကိုသူ့ရဲ့ပထမဆုံးရှုံးနိမ့်မှုဖြစ်ခဲ့ပါတယ်။နောက်ဆုံးအနေနဲ့သူကထောက်ပြခဲ့တာကတော့အနိုင်ရသူအဖြစ်ကနေထွက်ခွာသွားခြင်းဟာအမြဲတမ်းကွဲပြားတဲ့အမွေအနှစ်တွေကိုခြံထားခဲ့ပြီးဒီလိုသမိုင်းဝင်အောင်ပွဲအပြီးမှာကစားသမားဘဝကိုအဆုံးသတ်လိုက်တာဟာပြည့်စုံတဲ့အဆုံးသတ်တစ်ခုဖြစ်နိုင်ပြီးတိုက်ခိုက်ရေးသမားဟာသူ့ရဲ့အောင်မြင်မှုတွေကျန်းမာရေးနဲ့ကောင်းမွန်တဲ့အမတ်တရားတွေကိုလှောင်အိမ်ထဲမှာထိမ့်သိမ်းထားရင်ထိတ်ဆုံးကနေထွက်ခွာသွားနိုင်ပါတယ်မကြသေးမီက Sorogan ကိုရှုံးနိမ့်ပြီးနောက်ရက်တော်ကြာတိတ်ဆိတ်နေပြီးနောက် Alex Pereira ဟာသူ့ရဲ့ channel မှာဗီဒီယိုတစ်ခုတင်ပြီးသူ့ရဲ့တိတ်ဆိတ်မှုကိုအဆုံးသတ်ခဲ့ပါတယ်တိုက်ပွဲအတွင်းဖြစ်ပျက်ခဲ့တဲ့အသေးစိတ်အချက်လက်တွေကိုတိုက်ရိုက်ပြောဆိုခဲ့ပြီးနောက်ဆုံးရလဒ်ကိုထိခိုက်စေခဲ့တယ်လို့သူယုံကြည်တဲ့အခိုက်အတန့်တချို့ပေါ်သူ့ရဲ့မကျေနပ်မှုကိုဖော်ပြခဲ့ပါတယ်ဘဝခကသူရရှိခဲ့တဲ့ထိုးနှက်ချက်တစ်ခုဟာဥကောင်းနောက်ဖက်ကိုဖြစ်တယ်လို့အတည်ပြုခဲ့ပြီးဒီလုပ်ရက်ဟာတရားဝင်မှုမရှိဘူးလို့နဲ့ပွဲစဉ်ရဲ့လမ်းကြောင်းကိုပြောင်းလဲရမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့တယ်လို့ယူဆရပါတယ်သူ့ကိုလဲကျစေခဲ့တဲ့ရှေ့ကန်ချက်ကိုအဆုံးဖြတ်ပေးတဲ့ထိုးနှက်ချက်အဖြစ်
မမြင်ပဲသူ့ပြိုင်ဘက်ကအချိန်မှန်မှာအတုံးချခဲ့တဲ့ကံကောင်းခြင်းအခိုက်အတန့်တစ်ခုအဖြစ်မမြင်ကြောင်းလည်းရှင်းပြခဲ့ပါတယ်။သူ့ရဲ့ဝေဖန်မှုတွေကပြိုင်ဘက်စီမှာပဲရက်တက်မသွားပါဘူး။အိုလာဆာကဒိုင်လူကြီးရော့တင်းကိုလည်းတိုက်ရိုက်ဝေဖန်ခဲ့ပြီးဒိုင်လူကြီးရဲ့စီမံခန့်ခွဲမှုကပွဲစဉ်ဟာမျှတမှုမရှိဘူးပွဲအတွင်းမှာပြစ်ဒဏ်အချို့ကိုကောင်းကောင်းမကင်တွယ်ခဲ့ဘူးလို့ယုံကြည်ခဲ့ပါတယ်။အငင်းပွားဖွယ်ရာအခိုက်အတန့်တွေအပြီးမှာပုံမြန်မြန်ဝင်ရောက်ဆွတ်ဖက်မှုတတိပေးမှုဒါမှမဟုတ်တရားဝင်ပြစ်ဒဏ်တွေကိုမျှော်လင့်ထားပေမဲ့ဒီလိုမဖြစ်ခဲ့ဘူးလို့ခံစားရတာကြောင့်အင်တာဗျူးမှာသူ့ရဲ့စိတ်ပြတ်မှုကိုရှင်းရှင်းလင်းလင်းဖော်ပြခဲ့ပါတယ်။သူ့ရဲ့အနှိုးဆွဆုံးစကားတွေကတစ်ခုမှာတော့ကောလာခါကဒီလိုအခြေအနေတွေမှာဒိုင်လူကြီးကပိုပြီးတာဝန်ယူသင့်တယ်လို့အရေးမွေးပြောခဲ့ပါတယ်။သူကပိုပြီးတောင်ဆက်ပြောခဲ့ပြီးဆုံးဖြတ်ချက်တွေကတိုက်ခိုက်ရေးသမားတွေရဲ့ဘေးကင်းရေးဒါမှမဟုတ်ပွဲရလဒ်ကိုတိုက်ရိုက်ထိခိုက်စေတဲ့အမှုတွေမှာတရားဥပဒေအရအကျိုးဆက်တွေရှိနိုင်တယ်လို့ဆိုပါတယ်။ပြင်းထန်တဲ့ဝေဖန်မှုတွေရှိနေပေမဲ့ကောလာခါဟာရှုံးနိမ့်ပြဒီနောက်ဆုတ်ဖို့ဒါမှမဟုတ်ပြောက်ကွယ်သွားဖို့မရည်ရွယ်ပဲလှောင်အိမ်ထဲမှာဖြစ်ပျက်ခဲ့တာတွေကိုပြန်လည်အာရုံစိုက်ချင်ခဲ့တာဖြစ်ကြောင်းသူ့အတွက်ဇလန်းကမပြီးဆုံးသေးဘူးလို့နဲ့သူပြန်လာတာကဖြစ်ပျက်ခဲ့တာတွေကသူမျှော်လင့်ထားတဲ့အဆုံးသတ်မဟုတ်ဘူးဆိုတာကိုသက်သေပြဖို့ဖြစ်လိမ့်မယ်လို့အလေးပေးပြောကြားခဲ့ပါတယ်။နောက်ထပ်ဇလန်းတစ်ပုဒ်ကိုဆက်ပြောရရင် Israel Latsini က Polak Superior Surgeon ကိုလဲကျသွားတဲ့အချိန်ကိုကြည့်ရင်သူ့ရဲ့ချက်ချင်းတုံ့ပြန်မှုကိုတင်ခဲ့ပြီးသူ့ရဲ့တုံ့ပြန်မှုတွေကစိတ်ခံစားမှုအပြည့်နဲ့ပါတိုက်ပွဲတစ်လျှောက်လုံးမှာ Exenia ရဲ့တုံ့ပြန်မှုတွေကအံ့ဩစရာကောင်းပြီးအတက်ကြရှိပါတယ်အစပိုင်းမှာတော့သူဟာအသေးစိတ်အချက်လက်တိုင်းကိုစိတ်ဝင်စားစွာစောင့်ကြည့်နေပုံရပြီးအငင်းပွားဖွယ်ရာအခိုက်အတန့်တွေအထူးသဖြင့်ခေါင်းနောက်နားလောက်မှာသူထင်မြင်ယူဆတဲ့ထိုးနှက်ချက်တွေကိုမှတ်ချက်ပေးခဲ့ပါတယ်ဒါပေမဲ့သူဟာစိုးစီးစွာဆုံးဖြတ်ချက်မချဘဲတိုက်ပွဲကိုတစ်စက္ကန့်ချင်းစီစောင့်ကြည့်နေခဲ့ပါတယ်တိုက်ပွဲတိုးတက်လာတာနဲ့အမျှပြန်ရင်ဆိုင်ခဲ့ရတဲ့ထိုးနှက်ချက်တွေရဲ့တိကျမှုကိုဆွေးနွေးခဲ့ပြီးတိုက်ပွဲလမ်းကြောင်းကိုပြောင်းလဲစေခဲ့တဲ့အဖြေကကြပန်းမဟုတ်ဘဲတွက်ချတထားပြီးအလွန်ငြိမ်ရည်ထက်မြက်ကြောင်းအလေးပေးပြောကြားခဲ့ပါတယ်။ထိုးနှက်ချက်ကတိကျပြီးအဲ့ဒီအချိန်မှာအကောင့်ထဲပုံမှုကတကယ်ခြားနာချက်ကိုဖြစ်စေတယ်လို့သူကပြောကြားခဲ့ပါတယ်။အဝါခါရဲ့ခက်ခဲတဲ့အဆုံးသက်ရှိနေပေမဲ့အစနီယာကသူစူးစမ်းခဲ့တဲ့အရာရဲ့တန်ဖိုးကိုမလျှော့ချခဲ့ပါဘူး။ယင်းစာဝါခရဲ့အသက်မွေးဝမ်းကြောင်းနဲ့ရည်မှန်းချက်ကိုအလွန်လေးစားကြောင်းဖော်ပြခဲ့ပြီးအဝါခါဟာ kickboxing မှာအောင်မြင်မှုတွေစတင်ခဲ့ပြီးဂတ်ဖာကိုပြောင်းရွှေ့ခဲ့ကသူ့ရဲ့အသက်မွေးဝမ်းကြောင်းရဲ့အရေးကြီးတဲ့အဆင့်တွေမှာချမ်းပြန်စုတွေရရှိခဲ့တယ်လို့ထောက်ပြခဲ့ပါတယ်။သူကအောင်မြင်မှုအသစ်တစ်ခုအတွက်ကြိုးပမ်းအားထုတ်မှုဟာအောင်မြင်မှုမရရှိရင်တောင်မှတိုက်ခိုက်ရေးသမားတစ်ယောက်ရဲ့တန်ဖိုးကိုဘယ်တော့မှရောကျစေမှာမဟုတ်ဘူးလို့တေးဂီတာမှာထပ်လောင်းပြောကြားခဲ့ပါတယ်။တေးဂီတာဘာလို့လဲဆိုတော့ DNA ကိုရင်ဆိုင်လိုက်ရုံနဲ့တမိုင်းရဲ့အစိပ်ပိုင်းတစ်ခုအဖြစ်ကြန့်ရှိနေမှာဖြစ်ပြီးကြီးကျယ်တဲ့အောင်မြင်မှုအများစုဟာအာမခံချက်ရှိတဲ့ရလဒ်မဟုတ်ပဲရဲရင်တဲ့ဆုံးဖြတ်ချက်နဲ့စတင်တယ်လို့ရှင်းပြခဲ့ပါတယ်။ဒီအားကစားမှာသူရရှိခဲ့တဲ့အောင်မြင်မှုအလုံးဟာအန္တရာယ်တွေကိုရင်ဆိုင်ပြီးစိန်ခေါ်မှုတွေကိုမကြောက်တာကြောင့်ဖြစ်ပေါ်လာတာဖြစ်ပြီးအမြဲတမ်းဘေးကင်းအောင်ကစားခဲ့မယ်ဆိုရင်ဘာမှအောင်မြင်မှာမဟုတ်ဘူးလို့ပွဲပြီးမှအော်ဝါခါရဲ့စကားတွေကိုလည်းကိုးကားပြောကြားခဲ့ပါတယ်နောက်ဆုံးမှာတော့အက်ဆနီကအော်ဝါခါရဲ့စရိုက်နဲ့အားကစားစိတ်သက်အတွက်အလွန်လေးစားမှုကိုဖော်ပြခဲ့ပြီးဆာကန်ကိုအောင်ပွဲအတွက်ဂုဏ်ပြုခဲ့ပြီးဒီပွဲကခက်ခဲပေမဲ့အန္တရာယ်တွေကိုရင်ဆိုင်ရတဲ့မည်သူမဆိုအမြဲတမ်းလေးစားမှုကိုခံထိုက်တယ်လို့အလေးပေးပြောကြားခဲ့ပါတယ်နောက်ထပ်ဇလန်တစ်ပုဒ်ကိုဆက်သွားမယ်ဆိုရင်တုတ်ပြန်မှုတွေကဆက်လက်ဖြစ်ပေါ်နေသေးပါတေးဂီတာဆာဂျီဂန်နဲ့ Alex Pereira တို့၏ပွဲပြီးဆုံးပြီးနောက်အထူးသဖြင့်တိုက်ပွဲ၏အဆုံးဖြတ်ပေးသည့်အချိန်များတွင်ဦးကောင်းနောက်ဖက်နှင့်နီးကပ်သည်ဟုအချို့ကယူဆသောထိုးချက်များနှင့်ပတ်သက်သည့်အငင်းပွားဖွယ်ရာကြီးတစ်ခုအပြီးတွင်ထိုအကြောင်းအရာအကြောင်းပြောဆိုနေစဉ်တွင်ရှောင်းနောဝကပရိသတ်များစွာ၏အာယုံကိုဖန်ဆားနိုင်သောအချက်လက်များကိုထုတ်ဖော်ပြောကြားခဲ့ပြီးဂလာကားသည်၏အချက်ကိုအစည်းအဝေးတစ်ခုအတွင်းဒိုင်လူကြHeriday နှင့်ဆွေးနွေးခဲ့ကြောင်းအတည်ပြုခဲ့သည်ပွဲမတိုင်မီစီမင်းများတေးဂီတာသူကစကားပြန်တဦးမှဆွေးနွေးမှုကိုလွယ်ကူချုံမွေ့စေခဲ့ပြီးပေါ်လိုက်ခါသည်ဘာကထိုးချက်များနှင့်ပတ်သက်သည့်ရင်းဤရက်တီချက်ကိုရှင်းလင်းစွာဖော်ပြလိုကြောင်းအထူးသဖြင့်အလားတူတိုက်ပွဲများတွင်ရခင်ကဤထိုးချက်များကိုမိတို့ဆုံးဖြတ်တင်သည့်နှင့်ပတ်သက်၍အငင်းပွားဖွယ်ရာများစွာဖြစ်ပေါ်စေခဲ့သည့်ဖြစ်ရပ်များကိုထည့်သွင်းစဉ်းစားခဲ့ကြောင်းရှင်းပြခဲ့သည့်ရှောင်းကရင်းကိုတတိယစေသည်မှာရခင်တိုက်ပွဲတစ်ခုတွင်ရှော့ဂန်ပါဝင်ပတ်သက်ခဲ့သောဖြစ်ရပ်တစ်ခုဖြစ်ပြီးအချို့ကဦးကောင်းနောက်ဖက်နှင့်နီးကပ်စွာထိုးချက်များကိုထည့်သွင်းစဉ်းစားခဲ့ကြောင်းထပ်လောင်းပြောကြားခဲ့သည်သို့သောထိုအချိန်ကအပြန်အလှန်ပစ်ခတ်မှုအတွင်တိုက်ခိုက်သူ၏ရွေးရှားမှုနှင့်ဦးကောင်းအနေထားနှင့်ပတ်သက်၍အငင်းပွားမှုများရှိခဲ့သည်ရှောင်း၏အဆိုအရဘတ်ကထိုးချက်ပြဿနာသည်တိုက်ပွဲပြီးတွင်ရုတ်တရက်ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲပွဲမတိုင်မီတရားဝင်ဆွေးနွေးမှု၏တစ်စိတ်တစ်ပိုင်းဖြစ်သည်ထို့ကြောင့်တိုက်ပွဲပြီးတွင်အငင်းပွားမှုပြန်လည်ပေါ်ပေါက်လာခြင်းဖြစ်သည်ပရိသတ်များသည်
ရှင်းရှင်းလင်းလင်းကွဲပြားနေကြောင်းလည်းမြင်းကထောက်ပြခဲ့သည့်အချို့ကပုံမှန်တိုက်ခိုက်ရေးလှုပ်ရှားမှုအတွင်းထိုးနှက်ချက်များသည့်တရားဝင်သည်ဟုယုံကြည်ကြပြီးအချို့ကမူအ ਨੇ ဆုံးတတိပေးခြင်းသို့မဟုတ်ဒိုင်လူကြီး၏ဝင်ရောက်ဆွတ်ဖက်မှုလိုအပ်သည်ဟုခံစားရကြသည့်နောက်ဆုံးတွင်ရှောင်းကဖြစ်ပျက်ခဲ့သည့်အရာသည်တိုက်ခိုက်ရေးအတိုင်းဝိုင်းတွင်ကြီးမားသောပိုးတုံလုံးများကိုပွင့်စေခဲ့ကြောင်းရှင်းပြခဲ့သည်တေးဂီတာအဘဲကြောင့်ဆိုသောအရေးကြီးသောအချိန်တွင်အသေးစိတ်အချက်လက်တိုင်းသည်အရာအလုံးကိုပြောင်းလဲစေနိုင်သောကြောင့်ဖြစ်သည်ဤအောင်ပွဲကိုမကြသေးမီကအများဆုံးဆွေးနွေးကြသည့်ရလဒ်များထဲမှတစ်ခုဖြစ်စေခဲ့သောတိုက်ပွဲ၏ရလဒ်သည်နောက်ထပ်သတင်းတစ်ပုဒ်ကိုဦးတည်စေခဲ့သည်အလိုက်ကြားသည်မကြသေးမီကရှုံးနိမ့်ပြီးနောက်သူ၏တိတ်ဆိတ်မှုကိုဖြိုခွင်းပြီး Justin ကတထန်တိုက်ရိုက်သတင်းစကားပေးပို့ခဲ့ပြီးအီဇလန်သည်မပြီးဆုံးသေးကြောင်းနှင့်သူ၏နောက်ထပ်ရည်မှန်းချက်မှာရှင်းလင်းကြောင်းအတည်ပြုခဲ့သည်ပြန်လည်ရှင်းပြရန်ဖြစ်သည်သူထုတ်ဝေခဲ့သောသတင်းစကားတွင်အလိုက်ကြားသည်သူ၏ပြိုင်ဘက်ကိုဂုဏ်ပြုခြင်းဖြင့်စတင်ခဲ့ပြစင်ကြေသို့မဟုတ်အကြောင်းပြချက်များကိုမရှာဖွေဘဲလှောင်အိမ်တွင်ဖြစ်ပျက်ခဲ့သည့်များကိုအတိမတ်ပြုခဲ့သည့် Justin သည်သူမျက်နှာပေါ်တွင်သူ၏အမတ်သားကိုခြံထားရန်ကတိပေးခဲ့ပြီးသူလည်းအမှန်တကယ်ပြုလုပ်ခဲ့ကြောင်းသူကပြောကြားခဲ့သည်အလိုက်ကြားသည်ထိုးနှက်ချက်များပြီးနောက်သူ၏ညာဘက်မျက်လုံးတွင်အမြင်အာရုံဆုံးရှုံးခဲ့ရသောကြောင့်ပထမအချီသည်အလွန်ခက်ခဲကြောင်းရှင်းပြခဲ့ပြီးဒုတိယအချီဆုံးတွင်သူ၏ဘယ်ဘက်မျက်လုံးရှိအမြင်အာရုံလည်းထိခိုက်လာပြီးတိုက်ပွဲကိုသူထင်ထားသည့်ထက်ပိုမိုရှုပ်ထွေးစေခဲ့သည်ဒီလိုဖြတ်နေပေမဲ့လည်းဒဏ်ရာတွေဒါမှမဟုတ်အခြေအနေတွေကိုစင်ကြေဖြစ်အသုံးမပြုခြင်းကြောင့်အလေးပေးပြောကြားခဲ့ပြီးသူ့ရဲ့ကစားသမားဘဝတစ်လျှောက်အကောင်းဆုံးလေ့ကျင့်ရေးစခန်းတစ်ခုပြီးနောက်မှာလက်ဝှေ့ကိုဝင်ရောက်ရှင်ပြိုင်ခဲ့တာဖြစ်ကြောင်းအတည်ပြုခဲ့ပြီးစိတ်ပိုင်းဆိုင်ရာအရာအကောင်းဆုံးအခြေအနေမှာရှိနေပြီးအနိုင်ရရှိနိုင်စွမ်းအပေါ်ယုံကြည်မှုရှိကြောင်းထပ်လောင်းပြောကြားခဲ့ပါတယ်ရုပ်ပိုင်းဆိုင်ရာတန်မာပြီးအနိုင်ရနိုင်စွမ်းအပေါ်ယုံကြည်မှုရှိတဲ့ Elijah ဟာအားကစားရဲ့လက်တွေ့ဘဝတွေကိုအလွန်လေးစားကြောင်းပြသခဲ့ပြီးဂုံတိတ်ခါနဲ့နာကျင်မှုဟာဒွန်တွဲနေတဲ့ညတွေရှိပြီးမနေ့ညက Justin ရဲ့ပိုင်ဆိုင်မှုသာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်ပြီးတော့နောက်တစ်ဆင့်အကြောင်းဆက်ပြောခဲ့ပြီးပြန်လည်ကောင်းမွန်လာဖို့နဲ့အနားယူဖို့လိုအပ်တဲ့အချိန်ယူမှဖြစ်ပေမဲ့အချိန်ကြာကြီးမနေဘူးလို့အလေးပေးပြောကြားခဲ့ပါတယ်သူပြန်လာတာကတာမန်မဟုတ်ပဲအရင်ကထက်ပိုအားကောင်းပိုလိမ္မာပါနှက်ပြီးပိုအနေရများတဲ့ဘာရှင်တစ်ခုဖြစ်လာလိမ့်မယ်လို့ရှင်းပြခဲ့ပါတယ်သူရဲ့ message အဆုံးမှာ Elijah ကယုံကြည်မှုနဲ့စိတ်ပိုင်းဖြတ်မှုတွေပြည့်နှက်နေတဲ့ရှင်းလင်းတဲ့message တစ်ခုကိုခြံထားခဲ့ပြီးဖြစ်ပျက်ခဲ့တာတွေကအဆုံးမဟုတ်ဘူးသူနဲ့ Justin ရဲ့ပြိုင်ဆိုင်မှုကအပြည့်အဝမဖြေရှင်းနိုင်သေးဘူးဆိုတာနဲ့လက်စားချေဖို့နဲ့ထိတ်ဆုံးကိုပြန်ရောက်ဖို့အချိန်ရောက်လာတဲ့အခါပရိသတ်တွေကအခန်းကဏ္ဍအသစ်တစ်ခုကိုမြင်တွေ့ရလိမ့်မယ်လို့အခိုင်အမာပြောကြားခဲ့ပါတယ်နောက်ထပ်ဇလန်တစ်ပုဒ်ကိုဆက်ပြောရရင် Sean Noe ဟာသူ့ရဲ့စွမ်းဆောင်ရည်စုကြီးငွေမရတာကြောင့်ဤပညာပိုင်းဆိုင်ရာပယ်ချခံရပေမဲ့ပွဲပြီးမှသူ့ရဲ့ဒေါသကိုဖော်ပြခဲ့ပါတယ်ဒီပွဲရလက်ထက်ဒါကသူ့ကိုပိုပြီးစိတ်အနှောက်အရှက်ဖြစ်စေပုံရပြီးပွဲအပြီးမှာသူ့ရဲ့မှတ်ချက်တွေမှာစုကြီးငွေတွေကိုရည်ညွှန်းခဲ့ပါတယ်စုတွေကိုခွဲဝေပေးခဲ့ပြီး Elijah Justin Gapche ပွဲစဉ်အတွက်တိုက်ပွဲစုကြီးငွေကိုပေးအပ်ခဲ့ပြီး Justin နဲ့ Sir တေးဂီတာအော်ဂန်တို့ကစွမ်းဆောင်ရည်စုကြီးငွေတွေရရှိခဲ့ပါတယ်ဒါကြောင့် Sean ကသူ့ရဲ့စူးစမ်းအားထုတ်မှုတွေကိုကောင်းကောင်းအတိမတ်မပြုခံရဘူးလို့ခံစားရပြီးသူပြောတဲ့အခါသူ့ရဲ့စိတ်အနှောက်အယှက်ဖြစ်မှုကိုထင်ရှားစေပါတယ်သူ့ရဲ့ကိုယ်ပိုင်ခံစားချက်နဲ့နှိုင်းယှဉ်ရင်သူ့ပတ်ဝန်းကျင်ကလူတွေရဲ့တည်ငြိမ်မှသူကိုအံ့အားသင့်မိကြောင်းဖော်ပြခဲ့ပြီးအရန်နောက်ကျနေပြီးတိုက်ပွဲတွေအပြီးမှာလူတိုင်းကတိုက်ခိုက်ရေးသမားတွေရဲ့ဟိုတယ်ထဲမှာနိုင်ပေါင်းများစွာစောင့်ဆိုင်းနေကြတယ်လို့တရော်လောင်ပြောင်ပြောဆိုခဲ့ပါတယ်တခြားတိုက်ပွဲတွေပြီးဆုံးတဲ့အထိသူတို့နေရမယ်လို့ထပ်ပြောခဲ့ပြီးမီဒီယာအင်တာဗျူးတွေနဲ့မလိုအပ်ဘူးလို့ခံစားရတဲ့တခြားလှုပ်ထုံးလုပ်နည်းတွေကိုစောင့်ခဲ့ရတယ်လို့ထပ်ပြောခဲ့ပြီးနောက်ဆုံးမှာအတိတ်ပဲမရှိဘူးလို့ဖော်ပြခဲ့တဲ့သတင်းစာရှင်းလင်းပွဲတစ်ခုကိုပြုလုပ်ခဲ့ရပါတယ်အထူးသဖြင့်အပိုစုချင်းငွေမပါဘဲထွက်သွားအားတဲ့အတွက်ပါအောင်ပွဲတွေကအံ့ဩဖွယ်ကောင်းတဲ့ခံစားချက်ကိုပေးစွမ်းတယ်လို့သူရှင်းပြခဲ့ပေမဲ့တိုက်ပွဲမတိုင်ခင်နဲ့တိုက်ပွဲအပြီးမှာစိတ်ပိုင်းဆိုင်ရာဖိအားတွေကိုလစ်လူရှုဖို့ခက်ခဲလာတယ်လို့ထောက်ပြခဲ့ပါတယ်။ဘာလို့လဲဆိုတော့ရှုံးနိမ့်မှုခံစားချက်ကတိုက်ခိုက်ရေးသမားတစ်ယောက်အတွက်အနိုင်ရတဲ့ပျော်ရွှင်မှုထက်ပိုပြီး